နယူးယောက်မြို့မှာတေတာဝါလို့လူသိများတဲ့အဆင့်မြင့်တိုက်ခန်းတွဲကြီးတစ်ခုရှိပါတယ်။အဲ့ဒီတိုက်ခန်းရဲ့အပေါ်ဆုံးထပ်မှာ Wall Street ကဘီလီယံနာအာသာနေထိုင်ပါတယ်။အာသာကအမိုးပေါ်ကရေကူးကန်မှာညဘက်ရေကူးပြီးတဲ့နောက်တိုက်မန်နေဂျာ Josh နဲ့ online ကနေစတူရန်ကစားပါတယ်။မနေ့ရောက်တော့ Josh အလုပ်သွားတဲ့လမ်းမှာဆက်လိုက်နဲ့တိုးပါတယ်။ဆက်လိုက်ကသူ့ဘက်အချမ်းကလမ်းပေါ်မှာလာလျှောက်ရမလားဆိုပြီး Josh ကိုစူပူပေမဲ့ Josh ကဂယုမစိုက်ပဲကြော်သွားတာကြောင့်ဆက်လိုက်ကိုစိတ်တူသွားပါတယ်။တိုက်ကိုရောက်တော့ Josh နဲ့တကားဆောင် Lester တို့ကအာသာကိုကားစီအထိလိုက်ပို့ပေးကြပါတယ်။အာသာကသူတို့နှစ်ယောက်ကိုသဘောကျလုံးလို့သူဖွင့်ဖို့ပြင်နေတဲ့ဟိုတယ်တစ်မှာတော့အလုပ်ခေါ်သွားခြင်းနဲ့လို့ပြောပါတယ်။အဲ့ဒီနောက်အထွေထွေမန်နေဂျာဆိုင်မွန်ကချာလီတယောက်အဲကြိုပေါင်းတာမှမရှိကြောင်းနဲ့နောက်3မိနစ်အတွင်းရောက်မလာရင်မလွယ်ဘူးလို့ Josh ကိုတတိပေးပါတယ်။ Josh ကဝန်ထမ်းလာဘန်ကိုရှေ့နေစာမှုပွဲအတွက်စာချက်နေတာကိုတွေ့သွားပြီးနားချိန်မှာချက်ဖို့ပြောပေမဲ့လာဘန်ကိုကသူစာမချက်ပါဘူးလို့ညင်းပါတယ်။ရုတ်တရက်ဖုန်းတုံခါတန်ကြားလို့ Josh စိတ်တူသွားတဲ့အခါ Enrique ကတောင်းပန်ပါတယ်။ဆိုင်မွန်က Enrique ဟာဓာတ်လေကားမောင်းသမားအသစ်ဖြစ်ကြောင်းရှင်းပြတဲ့အတွက် Josh ကစီကံတွေကိုပြောပြရပါတယ်။စီကံတွေကတော့မဟုတ်ဘူးမယူရဘူးနေထိုင်သူတွေကိုအချိန်ပြည့်အလေးထားရမယ်ဒါကြောင့်ဖုန်းသုံးခွင့်မရှိဘူးဆိုတာတွေပါပဲအဲ့ဒီနောက်သူ့ခဲအိုချာလီအလုပ်ကိုမိနစ်20နောက်ကြာမှရောက်လာတာကို Josh တွေ့သွားပါတယ်ချာလီကသူ့မိမကိုဝင်ရင်းနေပြီဖြစ်လို့စိတ်လှုပ်ရှားနေပေမဲ့အလုပ်ပြုတ်မှာကိုတော့မစိုးရိမ်ပါဘူးသူကအာရှတိုက်သားဧည့်သည်တယောက်ကိုပန်းပေးပြီးတရုတ်စကားနဲ့နှုတ်ဆက်ကသူ့အရေးချင်းကိုတက်တည်ပြလိုက်ပါတယ်ပြီးတော့ Josh က Fisu စီသွားပြီးအိမ်လာမပေးနိုင်လို့အနှင်ခံထားရတာကြောင့်မနှက်ဖြန်ဘန်ကလူတွေလာသိမ်းတော့မယ်လို့တတိပေးပါတယ်Fisu ကသူ့အလုပ်ပြုတ်သွားလို့ဘယ်သူမှလည်းမကူညီကြဘူးလို့ပြောတဲ့အခါ Josh ကကူညီချင်တာနဲ့ဓာတ်လေကားပြင်နေတယ်လို့အကြောင်းပြပြီးဘန်ကိုရက်ချင်းရွှေခိုင်းကအချိန်ဆွဲပေးမယ်လို့ကတိပေးလိုက်ပါတယ်အလုပ်စင်းချိန်မှာ Lester ကသူ့နားယူတော့မှဖြစ်လို့ဒါဟာဒီတိုက်မှာသူအလုပ်လုပ်တဲ့နောက်ဆုံးနှစ်ဖြစ်ကြောင်း Josh ကိုပြောပါတယ်နောက်တနေ့မနက် Josh အလုပ်လာတဲ့လမ်းမှာဆက်လိုက်ကလမ်းပေါ်ကအမျိုးသမီးတစ်ယောက်နဲ့အကြီးကျယ်ရန်ဖြစ်နေတာကိုတွေ့ခဲ့ရပါတယ်တိုက်ကိုရောက်တဲ့အခါအာသာရဲ့ကားကပုံမှန်ထွက်နေကြအချိန်ထက်နောက်ကျပြီးရှိနေသေးတာကို Josh သတိထားမိသွားပါတယ်ပြီးတော့လမ်းတစ်ဖက်မှာကားနဲ့တစ်စီးရပ်ထားတာ2ရက်ရှိပြီဖြစ်ပေမဲ့ဒဏ်ကြီးလက်မှတ်လုံးဝကတ်မခံရတာကိုလည်းတွေ့လိုက်ရပါတယ်Lester ကရဲကို2ခါတောင်ဖုန်းဆက်တိုင်ဖူးတယ်လို့ပြောပါတယ်အဲ့ဒီအချိန်မှာပဲအဲ့ဒီကားတွေကလူအချို့ထွက်လာတာကြောင့် Josh နဲ့ Lester တို့ကဓာပြတွေလို့ထင်သွားကြပါတယ်Lester ကရှေ့တကားကိုပိတ်လိုက်ပြီး Josh ကတော့အထဲကိုအပြေးဝင်ကအရေးပေါ်အခြေအနေလို့ကြေညာပြီးတကားအားလုံးကိုပိတ်ခိုင်းလိုက်ပါတယ်သူလုံခြုံရေးကင်မရာတွေကိုစစ်ဆေးကြည့်ပေမဲ့အဲ့ဒီလူတွေကိုမတွေ့ရတော့ပါဘူးဝိရှော်ကားကလည်းနောက်ဖေးပေါက်မှာရောက်နေပါတယ်ပုံမှန်ဆိုမနေ့ကတည်းကလာယူရမှာဖြစ်လို့ထူးဆန်းနေပေမဲ့အာသာကဝိုင်းမောက်သွားလို့ခေါ်လိုက်တာပါလို့လက်ထောက်ကရှင်းပြပါတယ်ရုတ်တရက်ဆိုသလိုပဲထူးဆန်းတဲ့လူတစ်ယောက်ကအာသာကိုဘန်ကားထဲအတင်းတွန်းထည့်လိုက်တာကိုမြင်လိုက်ရတော့မှဒါဟာပြန်ပေးဆွဲမှုဆိုတာ Josh ရိပ်မိသွားပါတယ်သူကလုံခြုံရေးဝန်ထမ်းကိုကိုတက်တစီအမြန်ဖုန်းဆက်ဖို့လှမ်းပြောပြီးနောက်ထွက်ပြေးသွားတဲ့ဘန်ကားနောက်ကိုအမိလိုက်ပါတော့တယ်ဘန်ကားကလည်းတကားတွေကိုတိုက်ချပြီးမောင်းပြေးသွားတာပါJosh တယောက်လမ်းမပေါ်မှာကားနောက်ကိုပြေးလိုက်နေတော့အေဂျင့်ကလေးယားကသူ့ကိုလှမ်းဖမ်းပြီးလဲကျသွားစေပါတယ်အဲ့ဒီချိန်မှာပဲဘန်ကားကတိုက်မိပြီးတိတ်မောက်သွားက FBI အေဂျင့်တွေဝိုင်းလာပြီးအာသာကိုဖမ်းဆီးလိုက်ကြပါတယ်Josh ကတော့အာသာဟာလူကောင်းဖြစ်ကြောင်းလိုက်လံကာကွယ်ပေးပေမဲ့ကလေးယားကဒါဟာပြန်ပေးဆွဲခံရတာမဟုတ်ပဲအာသာကသူ့အဖမ်းခံရတော့မယ်ဆိုတာသိလို့ထွက်ပြေးဖို့ကြိုးစားတာလို့ရှင်းပြပါတယ်မကြခင်မှာပဲအာသာကိုငွေကြေးလိမ်လည်မှုနဲ့ဖမ်းဆီးလိုက်ကြောင်းနဲ့သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုချိတ်ပိတ်လိုက်ကြောင်းသတင်းတွေမှာပြန့်နှံ့သွားပါတယ်Josh ကလည်းအတာဝါကဝန်ထမ်းတွေအားလုံးကိုစုဝေးပြီးအာသာကဘုတ်ဖွဲ့ဝင်ဖြစ်တာကြောင့်ဝန်ထမ်းတွေရဲ့ပြင်ဆင်လာစာတွေကိုစီမံခန့်ခွဲပေးဖို့သူကိုယ်တိုင်အာသာကိုအနံခဲ့မိကြောင်းအခုတော့အဲ့ဒီငွေတွေအားလုံးဆုံးရှုံးသွားနိုင်ကြောင်းဝန်ခံလိုက်ပါတယ်နောက်တစ်နေ့မှာအာသာကဒေါ်လာ30တန်းတန်အာမခံနဲ့ပြန်လွတ်လာပေမဲ့နေအိမ်အကျယ်ကျုံနဲ့နေရမှာပါကလေးယားက Josh ကိုအပေါ်ဆုံးထပ်တစ်ခုလုံးကို FBI ကသိမ်းပိုက်လိုက်ပြီဖြစ်ကြောင်းနဲ့လိုက်နာရမယ့်စီကံတစ်တွေကိုပြောပြပါတယ်အခန်းလယ်မှာကားတစ်စီးရှိနေတာကိုကလေးယားမြင်ပြီးအံ့ဩသွားတဲ့အခါအာသာကဒါဟာနာမည်ကျော်မင်းသား State မက်ကွင်းပိုင်ခဲ့တဲ့ Ferrari ကားဖြစ်ပြီးသူကဒေါ်လာ1တန်းနဲ့ဝယ်ထားတာဖြစ်ကြောင်းအခုဆိုရင်10တန်းပေးရင်တော့မရောင်းနိုင်ကြောင်းရှင်းပြပါတယ်အဲ့ဒီကားကိုအစိပ်ပိုင်းတွေဖြုတ်ပြီးမှအပေါ်ဆုံးထပ်ထဲပြန်တက်ဆင်ထားတာပါအာသာက Josh ကိုသူ့အတွက်အစားတောက်စီစဉ်ပေးဖို့ခိုင်းပြီးမုတ်ဖိုးပေးဖို့ကြိုးစားပေမဲ့ Josh ကမုတ်ဖိုးမယူရဆိုတဲ့စီကံကိုပြန်တတိပေးလိုက်ပါတယ် Josh အိမ်ပြန်ရောက်တဲ့အခါဆက်လိုက်အဖမ်းခံနေရတာကိုတွေ့ပါတယ်ဆက်လိုက်ကရဲတွေသူ့ကိုမတရားလုပ်နေတယ်ဆိုပြီးဖုန်းနဲ့ဗီဒီယိုရိုက်ထားပေးဖို့တောင်းဆိုပေမဲ့ Josh ကလစ်လျူရှုခဲ့ပါတယ်တစ်ဖက်မှာလည်း Lester ကစိတ်သက်တွေကြပြီးမြေအောက်ရထားပူတာမှာကိုအဆုံးစီရင်ဖို့ကြိုးစားနေပါတယ်မိနစ်အနည်းငယ်ကြာမှချာလီစီကအရေးပေါ်ဖုန်းကြောင့် Josh နိုးလာပြီးဆေးရုံကိုအပြေးသွားတဲ့အခါ Lester တယောက်ကိုအဆုံးစီရင်ဖို့ကြိုးစားပေမဲ့ရဲတယောက်ကနောက်ဆုံးချိန်မှာကယ်တင်နိုင်ခဲ့ကြောင်းသိလိုက်ရပါတယ်Lester ကသူ့ရဲ့စုဆောင်းငွေအားလုံးကိုအာသာစီမှာရင်းနှီးမြှုပ်နှံထားခဲ့တာမို့အခုတော့သူအနားယူဖို့တောင်ပတ်စံမရှိတော့ကြောင်းဖွင့်ဟလာတဲ့အခါ Josh ကအာသာစီကနေငွေတွေပြန်ရအောင်လုပ်ပေးမယ်လို့ကတိပေးလိုက်ပါတယ်အဲ့ဒီနောက် Josh Tower ကိုပြန်ရောက်တော့နှင်ထုတ်ခံလိုက်ရတဲ့ Facebook နဲ့ဓာတ်လေကားမှာစုံပါတယ်Facebook က Stock Share လောကကလူမို့လို့အာသာရဲ့လုပ်ငန်းတွေဘယ်ချိန်ကလေးကပျက်စီးနေပြီလဲလို့ Josh ကမေးတဲ့အခါအာသာကအခြေအနေကောင်းနေတဲ့အကြောင်းဟန်ဆောင်ဖို့အတွက်လွန်ခဲ့တဲ့တစ်နှစ်လောက်ကလေးက Lester ရဲ့ပတ်စံတွေကိုယူသုံးခဲ့တာဖြစ်နိုင်တယ်လို့ဖြေပါတယ်သူတို့အပေါ်ဆုံးထပ်ကိုရောက်တဲ့အခါ FBI တွေကပေးမဝင်ပေမဲ့ Charlie ကသူတို့ဟာအာသာရဲ့အမိုက်တွေနဲ့မနှက်စာအတွက်လာတာပါဆိုပြီးအကြောင်းပြဝင်သွားပါတယ်အဲ့ဒီမှာတင် Josh ကသူ့ရဲ့ပေါ်ရွေတဲ့အမူအရာကိုဖျောက်ပစ်လိုက်ပြီးအာသာလုပ်ခဲ့တဲ့မကောင်းမှုတွေအတွက်ဒဲတိုးပြောဆိုပါတော့တယ်ဒါပေမဲ့အာသာကတော့သူဘာမှမသိတယ်လို့နဲ့အပြစ်မရှိကြောင်းဟန်ဆောင်နေသေးပါပဲ FBI ကလိန်နေတာလို့ပြောပြီးဒေါသထွက်နေတဲ့ Josh ဟာကောက်တီးရိုက်တံကိုဆွဲယူပြီးကားကိုတရားစက်ရိုက်နှက်ပါတော့တယ်ကားမှန်တွေနဲ့မီးသီးတွေအားလုံးကိုရိုက်ခွဲပြရင်အာသာရဲ့လိန်ညာမှုတွေအတွက်အော်ဟစ်ဆဲဆိုပါတယ်အဲ့ဒီနောက်မှာတော့ဆိုင်မွန်က Josh ကိုအလုပ်ဖြုတ်လိုက်တယ်လို့သူနဲ့အတူပါဝင်ပတ်သက်ခဲ့တဲ့ Charlie နဲ့ Enrique တို့ကိုပါအလုပ်ထုတ်ပစ်လိုက်ပါတယ်Josh ဟာဝန်ထမ်းအားလုံးကိုနောက်ဆုံးအနေနဲ့နှုတ်ဆက်ပြီးနောက် Charlie နဲ့စကားပြောဖို့ကြိုးစားပေမဲ့ Charlie ကတော့ Josh ဟာသူ့ကိုအမြဲတမ်းအလုပ်ဖြုတ်ချင်နေခဲ့တာလို့ထင်နေပါတယ်Josh ကလည်းအဲ့ဒါမှန်တယ်လို့ဝန်ခံလိုက်ပြီး Charlie ဟာသူ့အလုပ်မှာအမြဲတမ်းညံ့ဖျင်းခဲ့ကြောင်းကိုရီးယားအမျိုးသမီးကိုတရုတ်လိုသွားပြောခဲ့တာကိုထောက်ပြလိုက်ပါတယ်Charlie ကနားမထောင်ပဲထွက်သွားပါတယ်အရက်ဆိုင်တစ်ခုမှာ Josh ဟာကလေးယားနဲ့တွေ့ဆုံပြီးအာသာရဲ့ခီးစဉ်စရာပါဝင်အချက်လက်အများကြီးကိုပေးအပ်ပါတယ်ဒါပေမဲ့ FBI မှာအဲ့ဒီအချက်လက်တွေရှိနေပြီးသားဖြစ်တယ်လို့ဘန်ကအာသာရဲ့ပိုင်ဆိုင်မှုအားလုံးကိုသိမ်းယူသွားနိုင်တာကြောင့်ဝန်ထမ်းတွေသူတို့ပတ်စံပြန်ရဖို့အခွင့်အလမ်းဟာသူ့ညံ့နီးပါးပဲလို့ကလေးယားကရှင်းပြပါတယ်စိတ်ပြတ်သွားတဲ့ Josh ဟာပြန်ဖို့လုပ်ပေမဲ့ကလေးယားကသူ့ကိုအရက်တူတောက်ဖို့ဖိတ်ခေါ်ပါတယ်သူတို့နှစ်ယောက်မူးသွားတဲ့အခါကလေးယားကအာသာလိုစီးပွားရေးရာဇဝတ်ကောင်မျိုးဟာအဖမ်းခံရတဲ့အခါသုံးဖို့အတွက်အရေးပေါ်ငွေတွေကိုတနေရာမှာဝှက်ထားလိရှိကြောင်းပြောပြပါတယ်လွန်ခဲ့တဲ့လအနေငယ်ကအာသာရဲ့အကောင့်ထဲကနေဒေါ်လာတန်း20ထုတ်ယူသွားတာကို FBI ကသတိပြုမိထားပြီးအဲ့ဒီငွေတွေဘယ်ရောက်နေတယ်လဲဆိုတာသူမှစဉ်းစားနေပါတယ်
ဒါက Josh အတွက်အကြံတစ်ခုရသွားစေပါတယ်။နောက်တစ်နေ့မှာ Josh Tower ကိုပြန်လာတဲ့အခါလုံခြုံရေးဝန်ထမ်းကပေးမဝင်ဖို့တားဆီးပေမဲ့သူတစ်ခုခုမိကြံခဲ့လို့ပါလို့ပြောရင်းလုံခြုံရေးရဲ့အရှုပ်ထုတ်တွေကိုသူသိထားတာကိုသတိပေးလိုက်ပါတယ်။သူ့ရုံးခန်းထဲမှာ Josh ဟာလုံခြုံရေးတစ်တာ safe တစ်ခုအကြောင်းသူမှတ်ထားတဲ့မှတ်စုတွေကိုပြန်စစ်ဆေးပါတယ်။ပြီးနောက်ဆိုင်တစ်ဆိုင်မှာအဲ့ဒီတစ်တာပုံစံကိုတွားရောက်လေ့လာပြီးနောက် Enrique Charlie နဲ့ Fitzhugh တို့ကိုသူ့အိမ်မှာအရေးပေါ်စည်းဝေးလုပ်ဖို့လိုက်ရှာပါတယ်။လွန်ခဲ့တဲ့နှစ်ငယ်ကအာသာဟာသူ့အခန်းအတွက်လုံခြုံရေးတစ်တာတစ်လုံးဝယ်ခဲ့ကြောင်းအဲ့ဒီနောက်မှာအခန်းကိုပြန်ပြင်တဲ့အခါနေရန်တစ်ခုကလွဲလို့ကျန်တာတွေအကုန်ဖြိုချခဲ့တာကြောင့်အဲ့ဒီတစ်တာဟာကျန်နေတဲ့နေရန်နောက်မှာရှိနေရမယ်လို့တငယ်ချင်းတွေကိုပြောပြပါတယ်။ FBI တွေရှာမတွေ့တာလည်းအဲ့ဒါကြောင့်ဖြစ်မှာပါ။ပျောက်ဆုံးနေတဲ့တန်းနှစ်ဆယ်ဟာအဲ့ဒီတစ်တာထဲမှာရှိနေမယ်လို့ Josh ကယူဆပြီးအဲ့ဒါကိုခိုးယူချင်နေပါတယ်။ဒါပေမဲ့တငယ်ချင်းတွေရဲ့အကူအညီလိုအပ်ပါတယ်။ Enrique နဲ့ Fitzhugh တို့ကသဘောတူပေမဲ့ Charlie ကတော့တိုးဆုပ်နေပြီးသူတို့ဟာခိုးယူခြင်းအတက်ကိုဘာမှမသိဘူးလို့ထောက်ပြပါတယ်။ Josh ကတော့သူ့မှာအဖြေရှိတယ်လို့ပြန်ပြောလိုက်ပါတယ်။မကြခင်မှာပဲထောင်ထဲမှာရှိနေတဲ့ Slide ဟာတယောက်ကသူ့အတွက်အာမခံကြေးပေးလိုက်တာကိုသိပြီးအံ့ဩသွားပါတယ်။သူထွက်လာတဲ့အခါ Josh ကစောင့်ကြိုနေတာကိုတွေ့ရပါတယ်။ Josh ကသူ့ကိုကားကြုံတင်ပေးပြီးစကားဆက်မိပြောဖို့ကြိုးစားတဲ့အခါစိတ်နှောက်ယှက်ဖြစ်နေတဲ့ Slide ကလီဗာကိုနင်းပြီးကားကိုအရှိန်ပြင်းပြင်းမောင်းပါတော့တယ်။သူ့ကိုဒီလောက်ကြာအောင်လစ်လူရှုထားပြီးမှဘာလို့အခုမှလာကူညီတာလဲလို့ Slide ကမေးပါတယ်။ Josh ဟာတခြားကားတွေကိုဝေးဝိုက်မောင်းနှင်ပြီးမီနီတွေကိုရှောင်ရှားရင်းနောက်ဆုံးမှာကားကိုရအောင်ရပ်လိုက်နိုင်ပါတယ်။အဲ့ဒီနောက်သူနဲ့ Slide ဟာငငယ်ကမူကြိုကျောင်းတစ်ခုတည်းတက်ခဲ့ဘူးသူတွေဖြစ်ကြောင်းထုတ်ပြောလိုက်ပါတယ်။ Slide ကအတန်ကြာမှမှတ်မိသွားပြီးငငယ်က Josh အသက်ရောဂါဖြစ်ခဲ့တာကိုလှောင်ပြောင်ပါတယ်။သူတို့နှစ်ယောက်စကားများနေတာဟာကုန်းတိုက်မှာ Josh ကသူ့ရဲ့အစီအစဉ်အကြောင်းပြောပြလိုက်တဲ့အထိမရက်မနားဖြစ်နေပါတော့တယ်။သူတို့တွေ Josh ရဲ့တငယ်ချင်းတွေနဲ့တွေ့ကြပေမဲ့ Slide ကတော့အထင်မကြီးပါဘူး။ဒီလိုခိုးမှုမျိုးမှာဒီလိုလူအသုံးမကျတဲ့၃ယောက်ကဘာမှလုပ်နိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်။ Josh ကသူတို့ကိုကာကွယ်ပြောဆိုတဲ့အခါ Slide ကသူတို့ကိုသူတို့တက်တည်ပြဖို့အတွက်15မိနစ်အတွင်းပစ္စည်းတစ်ခုခုခိုးလာဖို့ခိုင်းလိုက်ပါတယ်။သူတို့တယောက်ချင်းစီဟာဆိုင်တီးတီးကိုသွားပြီးပစ္စည်းဝယ်ခြင်းရောက်ဆောင်ကအယောင်ဝန်ထမ်းတွေကိုအာရုံလွှဲထားပြီးပစ္စည်းတွေကိုအင်ဂျီထဲဝယ်ယူခဲ့ကြပါတယ်။သူတို့ခိုးလာတဲ့ပစ္စည်းတွေကို Slide စီယူလာပေးတဲ့အခါ Slide ကတကယ်ပဲအထင်ကြီးသွားပြီးသူတို့နဲ့လက်တွဲလုပ်ဖို့သဘောတူလိုက်ပါတယ်။ဒါအပြင်သူတို့ပတ်စံအိတ်ထဲကပတ်စံတွေကိုလည်းတခိုးယူထားလိုက်ပြီးဖြစ်ကြောင်းထုတ်ပြောလိုက်ပါသေးတယ်။ခဏအကြာမှာတော့အဖွဲ့သားတွေဟာအဆောက်အုံတစ်ခုရဲ့အမိုးပေါ်မှာစုံကြပါတယ်။နှင်းတွေကျနေပေမဲ့ Slide ကသူတို့ကိုအနှွေးထဲဝှက်ခွင့်မပြုပါဘူး။ဘာကြောင့်လဲဆိုတော့ခိုးမှုတစ်ခုလုပ်နေတော့မှအခြေအနေတွေကရုတ်တရက်ပြောင်းလဲသွားနိုင်တာကြောင့်အမြဲတမ်းအသင့်ဖြစ်နေအောင်လေ့ကျင့်ပေးတာလို့ရှင်းပြပါတယ်။သူကသူတို့ကိုစပင်ကလစ်လေးတွေပေးပြီးတကားတော့ဖွင့်နည်းကိုလေ့ကျင့်ခိုင်းပါတယ်။နောက်ပြီး Josh ကလုံခြုံရေးကင်မရာတွေတကားဆောင်တွေအဆောင်တွေနဲ့တခြားဝန်ထမ်းတွေကိုဘယ်လိုရှောင်ရမလဲဆိုတာတငယ်ချင်းတွေကိုပြောပြပါတယ်။သူတို့အဖွဲ့ဟာတာဝါအနီးကစားတောက်ဆိုင်တစ်ခုကိုသွားပြီးအဲ့ဒီနားကအဆောင်တွေနဲ့ရဲတွေရဲ့လှုပ်ရှားမှုကိုလေ့လာကြပါတယ်။ Fitzhugh ကနေ့လည်စာဖို့မတက်နိုင်ပါဘူးစိုးရိမ်နေပေမဲ့ Slide ကတော့ထမင်းဖို့အလကားရအောင်အိတ်ထဲမှာပိုးဟတ်တကောင်ထည့်ယူလာခဲ့ပါတယ်။အချက်လက်တွေစုံသွားတဲ့အခါ Josh က Lego လိုက်ကောက်အယုတ်လေးတွေနဲ့စီမံကိန်းကိုရှင်းပြပါတယ်။ Slide ကတာဝါနဲ့ဘာမှမပတ်သက်တဲ့သူဖြစ်လို့အဖမ်းမခံရအောင်ခိုးလာတဲ့ငွေတွေကိုတစ်ပတ်လောက်ဝှက်ထားပေးရမှာပါ။ဒါပေမဲ့ Enrique က Slide ကိုမယုံကြည်နိုင်ဘူးလို့ပြောတဲ့အခါ Slide ကဒေါသထွက်ပြီးတနက်နဲ့ချိန်ပါတယ်။အဲ့ဒါကြောင့် Josh ကသူတို့ကိုပြန်ဖြောင်းဖြရပြီးဒီခိုးမှုမှာတနက်မသုံးရဘူးဆိုတဲ့စီကံကိုသတိပေးလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲကလေးယားနဲ့ရဲနှစ်ယောက်က Josh စီရောက်လာပါတယ်။တခြားသူတွေကတော့ထိတ်လန့်ပြီးပုံနေကြပြီး Josh ကတကားတော့ဖွင့်ပေးပါတယ်။ကလေးယားကလာမယ့်အပတ်ကြားနာပွဲမှာတရားသူကြီးကအမှုပိတ်လိုက်တော့မှဖြစ်ကြောင်းနဲ့အာသာက Ferrari ကားကိုဖျက်ဆီးမှုနဲ့ Josh ကိုအမှုဖွင့်ချင်နေကြောင်းလာပြောပါတယ်။ဒါပေမဲ့ Josh ကတောင်းပန်မယ်ဆိုရင်တော့အာသာကအမှုကိုပြန်ရုပ်သိမ်းပေးမှာပါ။ခဏအကြာမှာ Josh ဟာအပေါ်ဆုံးထပ်ကိုသွားပြီးအာသာကိုတောင်းပန်လိုက်ပါတယ်။အာသာကတောင်းပန်မှုကိုလက်ခံလိုက်ပြီးသူနိုင်သွားပြီဆိုတဲ့အဓိပ္ပာယ်နဲ့စစ်တူရင်ကစားနေအကြောင်းတွေကိုကြွားလုံးထုတ်ပြောဆိုပါတယ်။အဲ့ဒီနောက်ကလေးယားက Josh ကိုကားကြုံတင်ပေးပြီးသူကားရိုက်ခွဲနေတဲ့ဗီဒီယိုမှတ်တမ်းကိုပြလိုက်ပါတယ်။အဲ့ဒီဗီဒီယိုကိုသူမက Josh ကိုကူညီချင်လို့တရားမဝင်ခိုးယူလာပေးတာပါ။ Josh ကလည်းကျေးဇူးတင်တဲ့အနေနဲ့စနေနေ့မှာသူမကိုချင်းတွေ့ဖို့ဖိတ်ခေါ်လိုက်ရာကလေးယားကသဘောတူလိုက်ပါတယ်။ Josh အိမ်ပြန်ရောက်တဲ့အခါသူတို့တွေရာဇဝတ်မှုကျူးလွန်တော့မယ့်အချိန်မှာဗဘာအေဂျင့်နဲ့ချင်းတွေ့ရမလားဆိုပြီးတခြားသူတွေကဝိုင်းဆဲကြပါတယ်။ Slide ကလည်းအာသာရဲ့ခင်မီလုံခြုံရေးတစ်တာကိုသူမဖွင့်တတ်ကြောင်းပြောလာတာကြောင့်ကျွမ်းကျင်သူတယောက်လိုအပ်လာပါတယ်။ Josh ဟာတာဝါမှာအလုပ်လုပ်တဲ့အိမ်ဖော်မလေး Odessa ကိုဖုန်းဆက်လိုက်ပါတယ်။သူမရဲ့အဖေကတော့ပြင်စရာဖြစ်လို့သူမမှာနီးလန့်ချိုရှိပါတယ်။သူတို့ကသူမကိုတစ်တာပုံစံပြလိုက်တဲ့အခါသူမကဖွင့်ပေးနိုင်ကြောင်းဒါပေမဲ့15မိနစ်လောက်ကြာလိမ့်မယ်လို့အတည်ပြုပေးပါတယ်။ Slide ကစိတ်ဝင်စားသွားတာကြောင့် Odessa ကသူ့ကိုတော့ဖွင့်ပြီးတင်ပေးလိုက်ပါတော့တယ်